တရိษံမှာလေလိန်ဆက်ဆံဖို့ဘယ်လိုရွေးချယ်လဲဆိုတော့ကျွန်တော်တို့တူလေ့လာကြည့်အောင်ဆိုတော့ပြောရရင်တော့လိန်ဆက်ဆံဖို့ဆိုတာထက်ဆိုတော့လက်တွဲဖို့ဘယ်လိုရွေးချယ်လဲဆိုတာကိုအဓိကပြောမှာဖြစ်တယ်ဆိုတော့ edit block တွေဘာကောင်းပါနေတာမလို့ဆိုတော့ညီလေးညီမလေးတွေဒီဗီဒီယိုကြော်သွားပါဆိုတော့ကျွန်တော်တို့ဗီဒီယိုစလိုက်အောင်ဆိုတော့တရိษံဒီမှာကကျွန်တော်တို့ species နှစ်ခုရှိတယ်အဲ့ဒါဘာလို့ဆိုတော့ပထမနံပါတ်1က tournament species နဲ့ဒုတိယကကျွန်တော်တို့ pair bounding species လို့ခေါ်တယ် tournament species ဆိုတာကကျွန်တော်ဆိုတော့အမတွေကသူတို့ရဲ့လိန်ဆက်ဆက်ပေါ်ပြောရတော့သူတို့ရဲ့ယောက်ျားကိုဘယ်လိုရွေးချယ်လဲဆိုတာကတော့ဆိုတော့အထီးတွေကတကောင်နဲ့တကောင်ဘလောက်အားတန်နေဘယ်သူကပိုးတန်မှာလဲဆိုတာကိုတကောင်နဲ့တကောင်အသေးကြီးတိုက်ခိုက်ကြပြီးတော့မှအားတန်ဆုံးကောင်ပြောရရင်တော့ဒါ fighter ပေါ့ဆိုတော့အဲ့ fighter ပဲဆိုတော့အမနဲ့လိန်ဆက်ဆက်ကိုရတယ်ဥပမာကျွန်တော်တို့ discovery ဘာတွေကြည့်မယ်ဆိုရင်ချင်းတဲ့အထီးတွေအပြင်တမင်အထီးတွေတကောင်နဲ့တကောင်ဂျိုချင်းခက်နေတာတွေနွားတွေတကောင်နဲ့တကောင်ခွေနေရတယ်ဆိုတော့ဒါမျိုးကြီးကြည့်ရင်သိနိုင်ဆိုတော့အတန်ဆုံးကောင် fighter ကြောက်ဆုံးကောင်ဆိုတော့အမကိုဒါမိတ်လက်ခွင့်ရမှာဖြစ်တယ်အဲဆိုတော့ကျွန်တော်တို့ဘဝဝင်ကျင်မှာလည်းမြင်နိုင်တဲ့အရာရှိတယ်ဘာလို့ဆိုတော့ခွေးတွေတော့တလင်းလာရောက်ပြီဆိုရင်ဒါဆိုတော့ခွေးတွေအလိုလိုသိရဗျာတင်မလားသူတို့ရဲ့ mating ရာသီကိုဗျာဆိုတော့အခါကျရင်ခွေးတွေတစုတစည်းနဲ့တွေ့ရမယ်အဲဆိုခွေးမတစ်ကောင်တော့မှခွေးထီး၄၅ကောင်လောက်ဝိုင်းနေမယ်ပြီးရင်ကျွန်တော်တို့တစ်ကောင်နဲ့တစ်ကောင်ကြိုက်ကြတယ်အသေးကြီးကြိုက်ကြတယ်ဆိုတော့အဲ့မှာဟိုအားအနည်းဆုံးကောင် weak ဖြစ်ဆုံးကောင်ဘေးကိုရှောင်ပေးရတယ် try မှာအကြိုက်အကျန်းဆုံးကောင်ကတော့ခွေးမကိုမိတ်လက်ခွင့်ရတယ်ပြောရတော့ခင်ဗျာခွေးချင်းတူတူဆိုရင်တော့ခင်ဗျာအားနေပြီးတော့ဝဲစားနေရဖြစ်ဖြစ်နေရွက်ပဲ့နေရဖြစ်ဖြစ်ဆိုရင်ဒါခွေးမရွေးချယ်မှာမဟုတ်ဘူးပြီးရင်ကျွန်တော်တို့အဲ့ tournament species တွေရဲ့အဓိကထူးခြားချက်ကတော့ခွေးကြီးတွေကဆိုတော့ခွေးမနဲ့မိတ်လိုက်ပြီးသွားတဲ့အခါကျရင်ဆိုတော့ကလေးလေးမွေးလာမှထားတော့ဆိုတော့အဲ့မွေးလာတဲ့ကလေးကိုအမတကောင်လေးရပဲစောင့်ချောက်ရတာဆိုတော့အထီးတွေကစောင့်ချောက်ရမလို့သူတို့ရဲ့တာဝန်ကမျိုးဆက်ချန်ခဲ့ပြီးရင်သွားပြီးအဝေးကို tournament species တွေကအထီးနဲ့အမနဲ့ကကျွန်တော်တို့ပြောရရင်တော့ကွာချားတယ်လို့ပြောလိုက်ရတယ်ဥမာနွားထီးနဲ့နွားမဆိုရင်နွားထီးကပိုးပြီးအကောင်ကြီးပြီးပိုးတန်ပြီးတော့ဂျိုကြီးကြီးတာမျိုးတွေဥမာကြက်ဖားနဲ့ကြက်မဆိုရင်လည်းဗျာကြက်ဖားနဲ့ကြက်မဒါကြီးလိုက်မယ်ဆိုရင်ဒါအတိအသာကွဲပြားနေတာမျိုးတွေဆိုဒီလိုမျိုးတွေရှိတယ်ဆိုတော့ဒါ tournament species တွေရဲ့ထူးခြားချက်ဆိုတော့ tournament species တွေကဒါကဆိုတော့အမကသူတို့ရဲ့လင်းစံပေါ်ကိုအတန်ဆုံး fighter ကြောင့်ဆုံးကောင်ကိုရွေးချယ်တယ်နောက်တစ်ခုကျကျွန်တော်တို့ pair bounding species လို့ခေါ်တဲ့ music ဆိုတော့အဲ့မှာအမတွေကကျတော့သူတို့ရဲ့လိန်ဆက်ဆံကိုဘယ်လိုရွေးချယ်လဲဆိုတော့ခုန tournament species နဲ့သူတို့ကကွာခြားတယ်သူတို့ကအမတကောင်ဝေးလက်ခွင့်ရဖို့အတွက်ဆိုတော့အထီးချင်းချင်းတိုက်ခိုက်တာတွေရန်လို့တာတွေလုပ်လိမ့်မရှိဘူးဒါပေမဲ့တခုတော့ရှိတယ်သူတို့ကအမကိုပိုးကြီးပန်းကြီးအနေနဲ့ဆိုတော့တခုခုလုပ်ပြတာတွေဥမာအတိုက်ဆောက်ပြတာတွေငှက်တွေဆိုရင်အတိုက်ဆောက်ပြတာတွေဥမာတချို့ငါးလေးတွေဆိုရင်ခယူကွန်လေးတွေစုပြီးတော့အိမ်ဆောက်ပြတာမျိုးတွေကြောက်ခဲလေးကြီးစုပြီးတော့အတိုက်လုပ်ပြတာမျိုးလေးဆိုလိုမျိုးတွေလုပ်ပြနေရှိတယ်ဆိုတော့ဒါလည်းအံ့ဩစရာကောင်းတဲ့အချက်ပါပဲခွန်အားမလားသုံးပြီးတော့တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ဘယ်လောက်လုံနိုင်လဲဆိုတာကိုအဖက်ကအမရဲ့ယုံကြည်ချက်ကိုရအောင်လို့ဒါဆိုလုပ်ပြတာမျိုးနဲ့သူတို့ရဲ့အခွင့်အရေးကိုယူကြတယ်ဆိုတော့အဲ့လိုပဲအမတွေကလည်းဆိုတော့ဘယ်အကောင်ကသူတို့ကိုစိတ်ချရမလဲဘယ်လောက်လှုပ်ကြွေးနိုင်မလဲဆိုတော့ကြည့်ပြီးတော့ရွေးချယ်ရတယ်ဒါကကျွန်တော်တို့ pair bounding species လို့ခေါ်တဲ့ species တွေဆိုတော့ဒီဆိုင်မှာအခြေခံအဖြစ်ကျွန်တော်တို့ဒါ tournament species ရဲ့ pair bounding species ရဲ့ဆိုပြီးတော့နှစ်ခုခွဲလို့ရတယ်ဆိုတော့အဲ့မှာထူးခြားတာကကျွန်တော်တို့လူသားတွေမှာကျွန်တော်တို့အဲ့လိုမရှိဘူးကျွန်တော်လူသားတွေကကျတော့တကယ်ကြွားကြတဲ့လူတွေလို့ပြောလို့ရတယ်ဥပမာဗျာမင်းလေးတယောက်ကချမ်းသာတဲ့ယောက်ျားဆိုရင်လည်းချမ်းသာလို့ဒါ easy အနေနဲ့ပဲထင်ပြီးတော့ကြိုက်လိုက်တာပဲဆင်းရဲတဲ့ယောက်ျားဆိုရင်လည်းသူတို့ဆင်းရဲပေမဲ့စိတ်ထားကောင်းချပါတယ်ဆိုပြီးတော့လေကြိုက်လို့ရတာပဲဒါပါတော့ခင်ဗျာဆိုတော့ဒါမတန်မဆွမ်းဖြစ်နေတယ်ဆိုရင်တော့ထားပါတော့ဗျာတနာစရာကောင်းတာပဲပါဆိုပြီးတော့မြကြိုက်လို့ရသေးတာပြောတယ်မလားဆိုတော့လူတွေမှာကဘလို့အခြေအနေမျိုးမှာနေဆိုတော့ဘလို့အခြေအနေမျိုးလူဖြစ်ဒါကလူတွေကဆိုတော့ဒါလက်ခံလို့ရတဲ့အတိုင်းအတာတွေရှိရဆိုတော့တိတိကျကျတွေ့ရတယ်ဆိုတော့လူတွေကဆိုတော့ tournament species လည်းမဟုတ်ဘူး pair bounding species လည်းမဟုတ်ပြန်ဘူးဒါပေမဲ့နှစ်ခုလုံးတော့ရောပြီးပါဝင်နေတယ်ဆိုတော့အမျိုးအစားတွေဖြစ်နေတယ်တကယ်စဉ်းစားကြည့်ရင်လည်းကျွန်တော်တို့လူသားတွေကအင်မတန်မှရှုပ်ထွေးပြီးတော့ဆိုတော့အင်မတန်ကိုနားလည်ရခက်တဲ့ဒါတတ်တော်ပါတွေပဲပြောရရင်တော့ဆိုတော့ခင်ဗျားတို့ဘယ်လိုထင်လဲခင်ဗျားတို့ဘယ်လိုလူမျိုးလဲအခုမှမှာဆွေးနွေးညှင်းခုန်သွားလို့ရတယ်ဆိုတော့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ်အဆုံးထိကြည့်ပေးတဲ့သူတယောက်ချင်းကိုကျေးဇူးတင်ဆိုတော့ like and follow လေးလုပ်ခဲ့လို့ရပါတယ်